စစ်ပြေးဒုက္ခတဲ့ဘဝကနေကမ္ဘာကျော် UFC ဖိုက်တာတူဖြစ်လာခဲ့တယ်လူ That's what you see. But listen, you won the fight and you ran out of time because you almost finished him, but you almost finished the #1 contender. Then you were not even ranked. ငယ်စဉ်ကကလေးဘဝမှာတိုင်းတစ်ပါးလူမျိုးတွေရဲ့အနိုင်ကျင့်ခံခဲ့ရပြီးလမ်းဘေးရံပွဲတွေကနေကမ္ဘာကျော် UFC ဖိုက်တာဖြစ်လာခဲ့တယ်လူ Flyweight Champion ဆိုတဲ့ဂုဏ်ပုဒ်ကို Professional ကစားသမားဘဝတစ်နှစ်ကျော်အတွင်းမှာသိမ်းပိုက်နိုင်ခဲ့တဲ့ဓမ္မကုံဆောင်ချင်းလူမျိုး2020ခုနှစ်နောက်ပိုင်းရှုံးပွဲမရှိစံချိန်တင်ထားတဲ့ American UFC Fighter တို့ကိုချုပ်ကွက်တဲ့နိုင်ယူပြီး Champion ခပတ်ကိုရယူခဲ့တဲ့ Joshua Ban Justin with the rear naked choke win. The fearless Josh Van. Joshua Ban ကိုတော့2001ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာမြန်မာနိုင်ငံချင်းပြည်နယ်ဟာခါမြို့မှာဝေဖွာခဲ့ပါတယ်။သူ့သက်စနေသားရောက်မှာတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးပဋိပက္ခတွေကြောင့်မိသားစုလိုက်မလေးရှားနိုင်ငံကိုပြောင်းရွှေ့နေတိုင်းခဲ့ကြပါတယ်။အဲ့နောက်မှာတော့ Joshua Ban ရဲ့လို့ဖိုက်တာတဝက်ဖြစ်အသွင်ပြောင်းလဲစေမဲ့နေမည်သေးတစ်ခုဖြစ်တဲ့ American နိုင်ငံတက္ကဆက်ပြည်နယ် Houston မြို့ဝစ်စီကိုထပ်မံပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ Houston ရောက်မှာတော့မိဘများကပညာရေးအတွက်ကြောင်းထားခဲ့ပေမဲ့သူ့ရဲ့လူကောင်သိညက်ချင်းနဲ့အင်္ဂလိပ်စာမကျွမ်းကျင်ခြင်းတို့ကြောင့်ကျောင်းအတွင်းမှာတခြားကျောင်းသားများရဲ့အနိုင်ကျင့်ဗလိမ့်ခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီလိုအခြေအနေမျိုးတွေကြောင့်လူတိုင်းမိဘရန်ပွဲတွေနဲ့ရင်ဆိုင်ခဲ့ရကရန်ဖြစ်ရတာကိုကြိုက်လာတဲ့ Joshua Ban ဟာလမ်းပေါ်ကရန်ပွဲဗီဒီယိုတွေနဲ့ဘလူးစတီရဲ့ကျုပ်ရှင်ကားတွေကိုကြည့်ခဲ့ပြီးရန်ပွဲတွေမှာဘလို့အနိုင်ရမယ်ဆိုတာကိုလေ့လာခဲ့ကအခုလိုမျိုး UFC ရဲ့အကောင်းဆုံးနဲ့အကျန်းဆုံးဖိုက်တာတူဖြစ်လာခဲ့ပါတယ်။2020ခုနှစ်မှာတော့ Joshua Ban ဟာအပျော်တမ်းလက်ဝှေ့သမားအဖြစ်ပွဲထွက်ခဲ့ပြီးသူ့ရဲ့တွန်းလှန်မှုနိုင်ပွဲစာလောင်မှုနဲ့ရဲရင့်မှုတွေကြောင့်တစ်နှစ်အတွင်းမှာပဲ Professional ကစားသမားတူဖြစ်လာခဲ့ပါတယ်။ Professional ကစားသမားအစပွဲဥထွက်3ပွဲမှာရလတ်ကောင်းခဲ့ပြီး2ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလတ်ဖြစ်အစာပြိုးခဲ့ကယခုလက်ရှိအချိန်ထိတော့19ပွဲကစားထားပြီး15ပွဲနိုင်2ပွဲရှုံးဖြစ်နိုင်ပွဲဝေးတဲ့ 88.2% နှုန်းထိရယူထားတဲ့ UFC ရဲ့အကျန်းဆုံးဖိုက်တာတူလည်းဖြစ်ပါတယ်။ Flyweight Champion ဆုကိုတော့2002ခုနှစ်ဒီဇင်ဘာလ12ရက်နေ့မှာပဲအမေရိကန်နိုင်ငံရဲ့ရှုံးပွဲမရှိစံချိန်တင်ထားနိုင်ခဲ့တဲ့ UFC Fighter Cleveland McLean ကိုဒုတိယအချီမှာပဲချုပ်ကွက်နဲ့အနိုင်ယူခဲ့ကမြန်မာနိုင်ငံရဲ့ပထမဦးဆုံး UFC ရဲ့ကပတ်ပန်ရှင်ဖြစ်လာခဲ့ပါတယ်။ Flyweight champion, the fearless Josh Van. အသက်24နှစ်အရွယ် Joshua Ban ကတော့သူ့ရဲ့နိုင်ဝက်စာလောင်မှုနေရမှုတွက်လက်မှုနဲ့ရဲရင့်မှုတို့ကြောင့်နောက်တစ်ချိန်မှာအလန်ဆန်းနဲ့ဘရိုနီကာတို့လိုဓမ္မကုံဆောင်ဖိုက်တာတူဖြစ်လာအောင်မယ်ဆိုတာလူကြီးလက်ကမလွဲပါပဲ။